ဟာဟဲ့အောင်တင်းအောင်ဘာလို့ကိုရင်ရရဒိုဆိုင်စီယာမောင်ဖိုနိုင်ကဟောဒီဆိုင်ပညာကိုမွေးကလေးကဓရေပါလာတဲ့သူတဲ့မောင်ရဟုတ်ရဲ့လားဟုတ်တာဗောငါသူ့မေကပြောမှုတယ်ကွာဘာပြောတော့ခိုင်သူငယ်ငယ်ကစော့ကစားတာတောင်မှရှင်လေးတွေခူးပြီးတော့ဆိုင်းဝိုင်းပုံစံမျိုးလှုပ်ပြီးတော့ကစားတာလေဗျာအိုးဒါကြောင့်လေအခုတို့ထူးချွန်တဲ့ဆိုင်းစီယာဖြစ်နေတာကိုဗျမွေးတွေပါလာလေကွာဒါနဲ့ကိုရင်ကျန်တင်းအောင်မွေးတွေတေမဖြောက်ဆိုတဲ့စကားတိတ်မှန်တာကိုဗျဟုတ်တယ်လေကွာကျုပ်ညီဆိုလဲကိုပူနိုင်လို့ပဲပြောတာငယ်ငယ်ကစော့ကစားရင်ဟိုအကလေးတွေနဲ့ဆေးထိုးတိုင်းကစားတာဗျို့အော်ဒါဆိုအခုဆရာအောင်ကြီးဖြစ်သွားပြီဗောမဟုတ်ဘူးဖိုးသမားဖြစ်နေတာဖိုးသရှော့မှမဖြစ်ကွာမင်းဒီမဲကောင်တင်းအောင်ဘာလို့ကိုရင်မင်းပြောသလိုဆိုငါတူကလေးကမှမွေးတွေပါတဲ့လူဗျဘလို့ကြောင့်သူငယ်ငယ်တုန်းကဒီမဲ့ခလေးချင်းကစားတာတောင်မှကာရန်တို့ခုံတန်းတို့ကစားတာမောင်ရဒါဆိုအခုမင်းသားဖြစ်နေပြီပေါ့ဟုတ်ဘူးအချောက်ဖြစ်နေတာအဲ့ဒီလန်တကနားတွေကတယ်ရေးတဲ့လက်ဖေးသားနဲ့လာပြီးရှုတွေလာခံနေလေတဲ့တည့်ရသားနဲ့ခင်ဗျာလေအလကားပြောတာပါတင်အောင်ရဒီမဲ့မောင်ဘိုနိုင်စိုင်းပညာသတိပါလာကိုလေဘိတ်သိက်စီယာမင်္ဂလာကိုရွှေပြိုင်းဆိုထားတဲ့တချင်းတောင်မှရှိသေးတယ်ဗျနေမောင်ကိုရွှေပြိုင်းကဆိုထားတာလားငေါက်ထားတာလားယင်ဆိုထားတာပါကွာမင်းကဒီမဲ့မယုံရင်ဟောဒီဖုန်းထဲမှာနားထောင်ကြည့်ဗျာဖွင့်နှမ်းဗျာထိုင်ပညာဝါဒနာပါလုံးသူမတိုင်းမြန်မာမြောက်စားပါလေမောင်ဘိုနိုင်ရွာဆရာမြန်မာဆိုင်လုံးကစီမြင့်ထပ်မှာရောက်စေဖို့ရစွမ်းဆောင်လို့လားသူအမြဲဝင်ပါဝါသနာအဲဆွဲခိုင်မှာကိုနိုင်မှာမြန်မာဆိုင်မလားဝါသနာကြီးစွာရောက်စေဖို့ရစွမ်းဆောင်လို့လားသူအမြဲပါလျောင်းဝါသနာတကယ်ပဲငါနာဟောဒီဘိုးနိုင်မှာမြန်မာဆိုင်မလားသူလေးဝါသနာကြီးပညာဆုံးသွားတင်ချပါတဲ့ပညာလိုက်စားဟိုနိုင်လေဆိုင်စရာအဖိုးမွေအဖမွေဆရာသမားတွေရဲ့ပညာဆုံးသွားတင်ချဘာတိုင်းကဒီတတ်တယ်ပါမြန်မာဆိုင်နဲ့ပေါ်ကျွတ်နေသူပါကဘာတိုင်းကဒီတတ်တယ်ပါမြန်မာဆိုင်နဲ့ပေါ်ကျွတ်နေသူပါဒီကိုလည်းရောက်တာဆိုင်နဲ့ဂီတအရသာလည်းပါပါရမီထူးတဲ့လူငယ်တူပါဘုံလိုက်လေးဆိုတာမြန်မာဆိုင်ကိုချစ်တဲ့သူစစ်ပါမြန်မာဆိုင်နဲ့ဘောကျူဒီလူပါကဘာတိုင်းကမိတတ်တယ်ပါမြန်မာဆိုင်နဲ့ဘောကျူဒီလူပါဒီကိုအလေးရောက်တာဆိုင်အနှစ်ဂီတအရာလာလဲပါ
ပါရမီထူတဲ့လူငယ်တူပါဦးနိုင်ဆိုင်စရာမြမဆိုင်ကိုချစ်တဲ့သူမစေပါဒီဆူလိုက်ပါမမူနိုင်ဝါသာဆိုင်ချစ်သူကြီးပါဘုံငယ်တဲ့ရွယ်ကလေးကကြီးမားတဲ့ဝါဒနာဒီဆူလိုက်ပါမမူနိုင်ဝါသာဆိုင်ချစ်သူကြီးပါဘုံငယ်တဲ့ရွယ်ကလေးကကြီးမားတဲ့ဝါဒနာပြုံးလေးတွေကိုကူကဒီဆိုင်ဘုံကူလောက်ကဆောလာဝဲကောင်းစွာကျိုးစားတာယခုခေတ်မှာ